အားလုံးပဲမင်္ဂလာပါ Build Your English ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါလေ့လာမယ့်သင်ခန်းစာကတော့ word phrase class နဲ့ sentence တို့ပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ပထမဦးဆုံး words အကြောင်းကိုလေ့လာရအောင် word ဆိုတာကတော့စကားလုံးဖြစ်ပါတယ်မြန်မာလိုစကားလုံးလို့ခေါ်ပါတယ်စကားလုံးတစ်လုံးဖြစ်လာဖို့အတွက်အနည်းဆုံးပြီးတစ်လုံးနဲ့တစ်လုံးပေါင်းစပ်လိုက်မယ်ဆိုရင်တော့စကားလုံးတစ်လုံးဖြစ်လာမှာဖြစ်ပါတယ်ဥပမာ no on go စတဲ့စကားလုံးတွေမှာပြီးတစ်လုံးနဲ့တစ်လုံးပေါင်းစပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာစကားလုံးတစ်လုံးနဲ့ရေးထားပေမဲ့အတိတ်ပဲရှိတဲ့စကားလုံးတွေလည်းရှိပါတယ်ဒါကတော့ a တစ်ခုတစ်ကောင်တစ်ယောက်ပေါ့နော်နောက်တစ်ခုကတော့ I ကျွန်ုပ်လို့ခေါ်တဲ့စကားလုံးတွေပဲဖြစ်ပါတယ်စကားလုံးတစ်လုံးဖြစ်လာဖို့အတွက်အခရာတွေကိုတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးစသဖြင့်ပေါင်းစပ်ပြီးတော့မှအတိတ်ပဲရှိတဲ့အရာကိုစကားလုံးလို့ခေါ်ပါတယ်ဥပမာအနေနဲ့ in အထက်မှာဆိုရင်နှလုံးပေါင်းစပ်ထားတာကိုတွေ့ရမယ် her သူမသုံးလုံး that ထိုဟာဆိုရင်လေးလုံး sweet ချူသောငါးလုံး guitar 6လုံး uncontrollable မထိန်ချုပ်နိုင်သော14လုံးပေါင်းစပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလောက်ဆိုရင် word စကားလုံးရဲ့အဓိပ္ပာယ်ကိုနားလည်ပြီလို့ထင်ပါတယ်ဟုတ်ပြီဒါဆိုရင် phrase ဆိုတဲ့စကားစုအကြောင်းကိုကျွန်တော်တို့ဆက်ပြီးလေ့လာကြရအောင်စကားစုဆိုတာဟာစကားလုံးလေးတွေကိုစုစည်းပေါင်းစပ်ထားတာဖြစ်ပါတယ်သူမှာ verb လို့ခေါ်တဲ့ကရိယာမပါဝင်ပါဘူးဥပမာအနေနဲ့ in the house အိမ်ထဲမှာ under the table စပွဲအောက်မှာ at night ညမှာ in the morning မနက်ခင်းမှာဒီစကားစုလေးတွေကိုကြည့်မယ်ဆိုရင်လှုပ်ဆောင်မှုလို့ခေါ်တဲ့ verb မပါတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလောက်ဆိုရင်တော့ phrase လို့ခေါ်တဲ့စကားစုအကြောင်းကိုနားလည်သွားပြီလို့ထင်ပါတယ်ဆက်လက်ပြီးတော့လည်း class လို့ခေါ်တဲ့ဝါကျပိုင်းကိုဆက်လက်လေ့လာကြရအောင်ဝါကျပိုင်းဆိုတာဝါကျအပိုင်းအစကိုပြောခြင်းဖြစ်ပါတယ်သူ့မှာစကားလုံးလေးတွေကိုစုစည်းပေါင်းစပ်ထားတဲ့ကရိယာ verb လည်းပါဝင်တယ်ဒါပေမဲ့အဓိပ္ပာယ်ကတော့ဝါကျတစ်ခုလို့ပြည့်ဝပြည့်စုံနေမှုမရှိပါဘူးအဲ့ဒါကိုဝါကျပိုင်းလို့ခေါ်ပါတယ်ဥပမာ who teaches us English ကျွန်တော်တို့ကိုအင်္ဂလိပ်စာသင်ပေးတော့ which is on the road လမ်းမပေါ်မှာရှိတော့ဒီစာကြောင်းနှစ်ကြောင်းကိုကြည့်မယ်ဆိုရင်ဝါကျတစ်ခုလို့အဓိပ္ပာယ်ပြည့်စုံနေတာမျိုးမဟုတ်ဘဲနဲ့ဝါကျတစ်ခုရဲ့အပိုင်းအစလိုမျိုးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင် class လို့ခေါ်တဲ့ဝါကျပိုင်းကိုနားလည်ပြီလို့ထင်ပါတယ်ဆက်လက်ပြီးတော့ sentences ဆိုတဲ့ဝါကျအကြောင်းကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်ဝါကျဆိုတာစကားလုံးလေးတွေကိုအစီအစဉ်ကျမ်းအောင်အဓိပ္ပာယ်ပြည့်ဝအောင်ပေါင်းစပ်ထားတာကိုဝါကျလို့ခေါ်ပါတယ်ဒါကြောင့်ဝါကျဆိုတာအဓိပ္ပာယ်ပြည့်စုံတဲ့စကားရပ်လို့ပြောလို့ရပါတယ်ဥပမာ we are student ငါတို့ဟာကျောင်းသားတွေဖြစ်ကြတယ် I like apple ငါပန်းသီးကိုကြိုက်တယ် she loves her pets သူမဟာသူမရဲ့ imagery ဆန်လေးတွေကိုချစ်တယ်ဒီဝါကျလေးကိုကြည့်မယ်ဆိုရင်အဓိပ္ပာယ်ပြည့်ဝနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့သင်ခန်းစာကတော့ဒီလောက်ပါပဲအခုလေ့လာသွားတဲ့ဟာတွေကတော့ words စကားလုံး phrase စကားစု class ဝါကျပိုင်းနဲ့ sentences ဝါကျတို့ပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်ပါ